လက်ရည်ချိုးဓမောနောက်တစ်ထောင်သိရင်ဖြင့်မောင်ပြန်ရင်သိရင်တော့ဆိုမာရန်စာများရည်ဘူးမလို့ခါခွန်ချိုဒါပါလိမ့်မယ်ရွှေကြီးမျိုးညောရှာရည်ထင်ပါလေရဲ့ပြန်လာမဲ့ရက်ကိုတွေ့ခါဆိုလက်ရည်ချိုးဓမောနောက်တစ်ထောင်သိရင်ဖြင့်မောင်ပြန်ရင်သိရင်တော့ဆိုမာရန်စာများရည်ဘူးမလို့ခါခွန်ချိုဒါပါလိမ့်မယ်ရွှေကြီးမျိုးမနဲ့လာမလားဆိုနေ့လည်းရောက်မလားဆိုညနေချိန်လာမလားရများနေရမလို့မနဲ့လာမလားဆိုနေ့လည်းရောက်မလားဆိုညနေချိန်လာမလားရများနေရမလို့သူနာနေရကိုမေးသွားတာစာကြွေလို့မေးလို့ရမေးဖြေကြလိမ့်မယ်ဝဲပြူမောင်ပြန်ရောက်ချိန်ကိုညောတဲ့လူပြိုမာရန်စာများရေးဖို့မလို့ခါခွန်ချိုဒါပါလိမ့်မယ်ရွှေကြီးညိုညနေချိန်လာမလားရများနေရမလို့မနဲ့လာမလားဆိုနေ့လဲရောက်မလားဆိုညနေချိန်လာမလားရများနေရမလို့သူနာနေရကိုမေးသွားကစာကြွေလို့မေးလို့ရမေးချေကြလိမ့်မယ်ဝဲပြူမောင်ပြန်ရောက်ချိန်ကိုညောတဲ့ပြိုမာရန်စာများရေးဖို့မလို့ခါခွန်ချိုဒါပါလိမ့်မယ်ရွှေကြီးညိုချိန်ရသည်ကြညောင်းမြန်တော့အလားနောက်နဲ့လို့အပြစ်တော်တင်မလားပြူမောင်လဲပြီလို့နေနေမဲလွမ်းမောင်လဲပြီလို့နေရင်မဲလွမ်းစိတ်ကိုမျောလေတိုင်းမိုင်းမိုင်းရဲ့ဆိုပြန်လက်ကိုပြန်ခက်လို့ကျွေးစိတ်ကိုတွေးထိတ်ထိတ်ရကိုမြင်လို့လုံးမေးမျက်နှာလေးကိုမျောလေတိုင်းမိုင်းမိုင်းရဲ့ဆိုပြန်လက်ကိုအတန်ခက်လို့ကျွေးစိတ်ကိုတွေးထိတ်ထိတ်ရကိုမြင်လို့မေးမျက်နှာလေးကိုမေးသိသေးခြင်းနဲ့မောင်ပြန်ခြင်းကိုခါခွန်ချိုဒါပါလိမ့်မယ်ရွှေကြီးညို
ဆိုပြန်ရက်ကိုပြန်ခဲ့လို့ဆွေစိတ်ကိုတွေးကြည့်ရင်ကိုမြင်တယ်လို့လုံးမဲ့မြတ်တာလေးကိုမေသိစေခြင်းနဲ့မောင်ပြန်ခြင်း